ကဲဒီနေ့ရဲ့ခရစ်စမတ်ရတနာတိုက်ပြိုင်ပွဲကြီးစတင်ပါတော့မယ်မီရှူမီပန်းတွေနဲ့အတူပြိုင်ပွဲဝင်တွေအားလုံးတာထွက်ကုန်ကြပါပြီ Harry နဲ့မေးလူစီးရင်သွင်းပြီးဆက်မှာ login ဝင်လိုက်တာနဲ့ team ready ဖြစ်သွားပြီဗျဟိုဘက်ကပြိုင်ဘက်တွေကတော့အခုတည်းက error တက်ပြီးဒေါသတွေထွက်နေပါရောလား အချိန်မရှိတော့ဘူးမြန်ပြေးကြဟိပြိုင်ဘတ်တွေကနောက်ကနေထက်ချက်မကွာလိုက်နေတာနော် biscuit ပေါင်မုံအိမ်စောက်တဲ့အစင်ရောက်ပါပြီကြည့်ပါဦး Harry တို့အိမ်ကတရက်လွန်းလွန်းအမတ်ဆယ်မတ်အတိရပြီပြိုင်ဘတ်တွေကတော့အိမ်ပြိုပြီးအမတ်မရကြပါဘူး ဒီတစ်ခါနင်းရှော့စီးရင်စီးမီတောင်ကုန်းဘော်ကရှော့ဆင်းကြတဲ့ခါမှာ Harry နဲ့မေကိုကြော်တက်တော့မလို့ချင်းနေချိန်မှာ Harry က Christmas လက်ဆောင်ဘူးကိုလှမ်းယူပြီးတော့ပန်းဝင်လိုက်ပြီပြိုင်ဘတ်တွေကတော့နင်းကုန်းထဲမှာစောက်ထိုးတီထပြီးရှုံးထားပါတယ်ခင်ဗျာ အမှတ်ပေးဆိုင်ပုတ်ကြီးမှာ Harry နဲ့မေးနာမည်ပေါ်လာပါပြီအနိုင်ရရှိသွားပါတယ်ဒါပေမဲ့နေပါဦးနောက်ဆုံးဝါယာကျူးစပြန်ခွေကြံသေးတယ်နော်တရားဆက်မှတ်ခဲ့မယ် Harry ကဝါယာကျူးအနေနဲ့အပြာကိုတိချကင်ပြီးဆက်လိုက်ပါတယ်နောက်ပြီးခလုံးနှိမ့်လိုက်တာနဲ့โอ้ခရစ်စမတ်တစ်ပင်ကြီးလင်းထိန်သွားပါပြီဒီလိုခက်ခဲတဲ့ပင်ခွေကြီးကိုအနိုင်ရရှိပြီနောက်ဒီနေ့ရဲ့အနိုင်ရသူကတော့ Harry နဲ့မိပါပဲခင်ဗျာမြို့တော်ဝန်ကရွှေဖလားကြီးကို Harry နဲ့မိကိုပေးလိုက်ပြီးရွှေဖလားကြီးကိုအတူတူကန်ရေးရိုမန်တစ်ဆန်ဆန်အနမ်းလေးနဲ့ဇာတ်သိမ်းလိုက်တာကတော့အလှပဆုံးပါပဲအားလုံးပဲပျော်ရွှင်စရာခရစ်စမတ်ဖြစ်ကြပါစေဗျာ